ရက်4လ2026ရက်နေ့အတွက်ရှင်တော်မြတ်ဖျားကြီးအား4လပိုင်း1လလုံးအဋ္ဌံဤ2ရက်မြောက်နေ့အဖြစ်တန်ဖို့ဒေကာတော်ကြီးကိုကိုးကောက်ရွတ်ဖတ်တဲ့စေရေးလူရန်ပူဇော်ပါမည်ရှင်ဗျာတန်ဗုဒ္ဓအထဝီသင်္သာဒရာသစ္စာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအပကဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံမေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအဘဂဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအပကဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအဘဂဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေအထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအပကဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေအထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအဘဂဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအပကဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေအထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအဘဂဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေအနေကအန္တရာယာပိဝိနာတံတုအာတိတတောတံဗုဒ္ဓေအထဝီသင်္သာဒရာသင်္သာသဟတကေပင်စတတသဟတာနိနာမာမိတိရတာမဟံအဘဂဝါလူကာကင်ကအနန္ဒာနေဗုဒ္ဓစီနာဒေတတမေသာတံကေသာအာတရေနနာမမဟံနမေကာရာနုဘာဝေနာဟိတဝါတပေဥပတဝေ
အနိကအန္တရာယပိဝိနာတံတုအတိတတော